ဝမ်းနဲ့အခါလဲမင်းကိုပဲတတိရတယ်ကွယ်လွန်ပြီးရဲ့နောက်မှာလဲငြိမ်းချမ်းမှုမရရှိနိုင်သေးတဲ့ဘဝတွေတပုံကြီးပါပဲလမ်းပြောင်းဝိညာဉ်တွေနဲ့ပြန့်ကျဲနာနာဘဝတွေမိအိမ်တွေကိုင်းပြီးလူဦးရာဒီနောက်အပြေးလိုက်ကြရဲလို့ဗီတောက်ကရေးခဲ့တယ်လို့မျိုးမြွေတောင်ကိုခွဲသွားကြတယ်လေတုတောင်ကိုရုအပေါ်ရက်ဆက်တတ်ကြတယ်တကယ်ဘဝမှာဘယ်တော့မှမရှိခဲ့တဲ့မိအိမ်တစ်လုံးအကြောင်းနောက်လူတွေကတတိယကြပါလိမ့်မယ်ကိုရုကတော့ຫນွေဦးနောက်ကိုပြန်သွားကြတဲ့ငှက်တွေကိုငေးကြည့်ရင်လေးလံမှုကိုတစ်ချိန်လုံးထမ်းပိုးထားခဲ့လို့နောက်ထပ်ဆွန့်လို့စီရဆိုလို့ကိုရုမှာမျောလင်းချက်ပဲကြံနေဒါနဲ့တောင်မှကိုရုဟာပိုကောင်းတဲ့ကဘာတစ်ခုကိုတီးဆောက်နိုင်လိမ့်မယ်လို့ယုံကြည်နေကြစေပြန်တွေးစရာပါမှတ်ဉဏ်တစ်ခုမှမရှိရတဲ့အချိန်မှာလူတွေကပင်လယ်အဝတစ်ခုဒါမှမဟုတ်မြေတစင်းကိုလည်းတတိယတတ်ကြပါသေးရဲ့ဒါပေမဲ့နောက်ဆုံးမှာကြံရိတ်ခဲ့တာကလည်းဖနက်ကလေးတရံနဲ့ပွင့်လာမဲ့ချင်းနဲ့ပန်းမွင့်ချက်တွေအိမ်အပြန်မှာတယောက်ယောက်ဆောင်ဆိုင်နေလိမ့်မယ်လို့တွေးကြည့်နေတဲ့စိတ်ကူးတွေဘယ်သူမှတော့ညှိုးငယ်ခြောက်တွေ့နေတဲ့ပန်းမွင့်တွေကိုစိတ်ကူးထဲမှာထဲမတွေးမိကြဘူးပေါ့ငင်းသက်သိစိတ်ပြီးကိုယ့်ရင်ထဲကအတန်ကိုနားထောင်ဖို့ပြန်လဲပေးအပ်ခဲ့တဲ့အချိန်တွေမှာဘာတွေပဲဖြစ်နေနေကိုရုကိုထွေးဖက်ထားပေးဖို့အတွက်တစုံတစ်ယောက်ကိုလည်းကိုရုလိုအပ်ခဲ့ရပေါ့ဒီအတွက်ကြောင့်ပဲနေအောင်မရှိရဲ့ညရရဲ့ကြေကွဲမှုကိုအမှတ်ရဖို့နဲ့အလင်းရဲ့နှွေးထွေးမှုတွေကိုမမေ့လျော့သွားဖို့ဒီဆက်ကြောင်းကိုကိုရုပြန်လဲရေးသားပြောဆိုနေကြရတာဖြစ်ပြီးကိုရုရင်ထဲမှာတော့အမှောင်ထဲမှာဆုံးရှုံးခဲ့ရတဲ့မျက်နှာတွေကိုထာဝရသိမ်းဆည်းထားခဲ့ရတာဖြစ်ပါတယ်ဝေးကွာလာတဲ့ခရီးအတွက်ချီးမားရဲ့ဆွန့်လွတ်မှုစက်ကြောင်းတွေကပဲကွယ်လွန်သူတွေအလဲလာတဲ့အခါအိတ်ခံစရာဖြစ်လာပါလိမ့်မယ်ချစ်ချင်းမြတ်တာကိုတော့ဘယ်တော့အခါကမှကိုရုမဆုံးရှုံးခဲ့ဘူးပါဘူးဝမ်းနေနေတဲ့အချိန်တတိယနေစရာတယောက်ယောက်ရှိရလဲကောင်းပါ မိုးရဲ့